14ချက် Hey guys ဒီနေ့ကတော့ကျွန်တော်တို့ TikTok ကဆွဲထားတဲ့ artist တွေကိုတစ်ချက် reaction လုပ်ကြည့်မှဖြစ်ပါတယ်သူတို့ဘယ်လိုမျိုး artwork တွေဆွဲထားလဲကြည့်လိုက်အောင်What the fuck? Shit. Wait. Hold on. Wait. ဒါကြီးကကွတ်ထားတာလုံးဝကွတ်ထားတာကြည့်ဦးဒီကနေပြီးတော့ drop the head and now left at some dd Don't trust the artist တွေကိုမယုံပါနဲ့ကျတဲ့ကိုထားပါပဲ Okay လေဟုတ်ပြီလေ Okay နောက်တစ်ခုကြည့်အောင် step by step Let's draw the Zoro step by step step by step ဆွဲမယ်ကြည့်မယ်နော် Zoro step by step ဆွဲရအောင် Okay left မဟုတ်ကွာဒါကြီးကဒီနေရာမှာရင်းကွာလုံးဝ impression down သွားပြီလုံးဝ impression down သွားပြီကွာသိရမလားဟုတ်ဒီမှာပြောချင်တာက brother ဒါ brother လူဗျာသိရမလားလုံးဝ copy ကူးစက်မဟုတ်ဘူးဗျာသိရမလားဟိုပုံသူတွေ portrait တွေလူတွေဘာတွေဆွဲတာဒီ graph ချပြီးတော့ဆွဲတာတို့ scale ချပြီးတော့ဆွဲတာတို့ကလက်ခံလို့ရရမယ်ဒီ enemy eye ကို scale ချပြီးတော့သွားဆွဲတာကြီးက graph ကြီး guideline ကြီးနဲ့ဆွဲတာကြီးကဒါတိတ်ကူးမဖြစ်ဘူးဗျာသိရမလားဒါတကယ်ရတာမဟုတ်လုံးဝချီလုံနေတာကိုလုံးဝချီလုံနေတဲ့ပုံစံမျိုးဟောဒီစက်လားဒါကလုံးဝဒါကျွန်တော်လည်းဖြစ်နေကြပြောမယ်ဆိုလို့ရှိရင်လုံးဝကို့မှာစိတ်ညစ်စရာရှိရဆိုလို့ရှိရင်ဒါပုံဆွဲလိုက်တာဗျသိရမလားလုံးဝစိတ်ညစ်စရာတွေကယူပြစ်တယ်လို့ပြောလုံးဝပျောက်ထွက်သွားတာဒါလုံးဝမော့ဆန်တယ်ဒါကြီးอ่ะ sketch ကြောက်တယ် sketch တွေကိုကြောက်နေရတာကြည့်မယ် sketch okay base color okay Okay wait ခဏနေအောင်နည်းနည်းလေးမမြင်ရပါမလို့နည်းနည်းလေးတစ်ချက်ကြုံပြီးသေးလိုက်မယ် More shading okay more shading ထည့်ပြီး D-Day oh god D-Day okay ဟုတ်ပြီ D-Day ပြီးနောက်တဲ့ဘာကြံသေးအောင် More D-Day damn it မွတ်တော့နေမှာဒီလုံးဝခူးဖြစ်တာအားတစ်ခုကလုံးဝမိုက်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့သူရဲ့ဒီ highlight ကျွန်တော်တို့ဒီ hard shadow soft shadow တုံးထားတဲ့ပုံစံမျိုးတွေဒီမှာကျွန်တော်တို့ဆွဲထားတဲ့ဒီ color တွေတုံးထားတဲ့ပုံစံမျိုးအနေထားတွေဒုတဲ့ form ပုံစံပေါ်လာအောင်မလို့ကျွန်တော်တို့တုံးထားတဲ့ဟာတွေလုံးဝပညာသားပါတယ်အရသာရှိတယ် okay grade 8ပေါ့နော် grade 8လို့ပဲပြောလို့ရအောင်နော်ကျွန်တော် grade 8တော့ကျွန်တော်ဒီလောက်တော့ကျွန်တော်မဆွဲတတ်ဘူးကျွန်တော်ဒီလောက်တော့ကျွန်တော်မဆွဲတတ်ဘူး Grade 8, okay. Grade 9. Grade 10. Grade 10စာလောက်အောင်စာမလောက်ပဲနဲ့ပုံမဲဆွဲကျွန်တော် grade 10တော့ကျွန်တော်ဒီလောက်လုံးဝမဆွဲခဲ့ဘူးတကယ်ပြောတာကျွန်တော်တို့ short ပြီးတော့လုံးဝဆွဲခဲ့ရပုံနေတခါလေးဆိုလို့ရှိရင်ဒီထီတောင်မထီပြည့်ဘူး10တန်းလုံးဝဆိုတော့ပုံဆွဲတဲ့နှစ်တက်တန်းက grade 11ဆိုတော့ဒီမှာတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်shitကို10 17ဆိုတော့3နှစ်ကျော်နီးပါးလောက်တော့ရှိနေပြီเนาะဆိုတော့ဒီ3နှစ်ကျော်နီးပါးဆိုတဲ့စကေးကဒါတော်ရုံစကေးတော့မဟုတ်ဘူးဒီမှာကဒါသူ့အတွက်ကဒါပုံတူဆွဲရတွေကဒါလုံးဝကျွန်တော်တို့လုံးဝလက်ရည်ပြည့်နေပြီပေါ့เนาะဆိုတော့အဲ့တော့ကျွန်တော်တို့နောက်ထပ်ဘာဆင့်သွားမလဲဆိုတော့ fundamental တွေကိုလေ့လာပြီးကိုကြိုက်တဲ့ပုံကိုစိတ်ကူတွေကပုံကိုကြိတ်နိုင်အောင်ကျွန်တော်တို့သွားလို့ရတယ်ဒီမှာဆိုလို့ရှိရင်သူ့အနေနဲ့ကိုစိတ်ကူတွေကပုံကိုဒီပုံကတော့ကျွန်တော်တို့တခုခု reference ယူပြီးတော့စိတ်ကူတွေကပုံကြိတ်ထားရလို့တော့ထင်တယ်ကောင်းတယ်ဟိုကြည့်ဆွဲရမျိုးမဟုတ်ပဲနဲ့သိရမလားကိုစိတ်ကူတွေကပေါ်လာတဲ့ပုံကိုကျွန်တော်တို့ဆွဲနေအောင်တစ်ချက်သွားကြည့်ပါဒီနောက်ပိုင်းကိုကောင်နေတာဘိုးတွေအများဆုံး line ပေါ်မှာတွေ့နေရတယ်ဒီနောက်ပိုင်းဘိုးတွေတွေ့နေရတယ် line ပေါ်မှာ sorry ရအဝတ်လဲနေမှမသိလို့ oh အထားဒီလို့ okay သဘောပေါက်ပြီ
တကားတော့ခောက်လေပူပူရတဲ့โอเคဟိုလေကွာ EDR တော်တော်ပူပူပေါ့ Don't ruin my childhood Wait what the fuck Okay Okay ကဲအဲ့ဒါလေးခဏထားလိုက်ရအောင်ဟုတ်တယ်နေဘာကြီးလေကလေးတွေရောရှိရယ်တော်သိပြီ The fuck ဟောအတက်ကိုဝင်နေရပဲကွာဒီလား Oh nice 10 out of 10မဟုတ်လာပြန်ပြီကွာငါကောင်နေလာပြန်ပြီဒီ guide ကြီးကြီးလာပြန်ပြီမဟုတ်ဟိုလို guide နဲ့ဆွဲလို့ရတဲ့အားတွေကတက်ရှိပါတယ်ကွာတည်ရမလား KFG ရောပါဆိုလို့ရှိရင် guide နဲ့ဆွဲဖို့ကိုကောင်နေရတည်ရမလားဟို guide နဲ့တကယ်ပုံဆွဲအပျော်ဆိုလို့ရှိရင်တော့ဒါ guide နဲ့ဆွဲပါဆွဲမတောင်းဘူးကွာတည်ရမလားတကယ်လို့ကိုကဒီအားနဲ့ပတ်သက်ပြီးတော့ဒီကိုကနောက်ပိုင်းမှာအလုံးမယ်ဒီ animation တွေဘက်ကိုသွားခြင်း animation တွေဆိုရင်မင်း guide ကြီးနဲ့ချပြီးတော့ဆွဲရတယ်ကွာ character အဒီဆွဲလို့ရှိရင်မင်း guide ကြီးဒီလို guide ကြီးနဲ့မင်းကြည့်ပြီးတော့ပုံလို့ဆွဲရတယ်လုံးဝလုံးလို့မရဘူးကွာတည်လားအဲ့အတွက်ဒီ guide က practice တွေပါညာရေးဆိုတာထက်ပြောမဲ့ဆိုလို့ရှိရင် guide နဲ့မဆွဲဘဲနဲ့ကိုယ့်အကိုကွာမြန်မာတမ်းမိပြီးတော့ဆွဲအောင်လေ့ကျင့်ကွာတည်ရမလားအားမပေးဘူးကွာ guide နဲ့ဆွဲရကြီးတွေကပြောမဲ့ဆိုရင်ဒီ KFG တွေပါညာတွေလုံးဝအထည်တွေပါညာတွေဆိုလို့ရှိရင်တော့ဒါ guide နဲ့ဆွဲရင်ဆွဲကွာဒါကတော့ KFG တွေပါညာအဆင်ပြေကွာဒီလိုမျိုး art style enemy ပါညာ art style တွေက guide နဲ့ဆွဲစရာမလိုပါဘူးကွာတည်ရမလားတကယ်လူပုံစံမဟုတ်ဘူးမျက်လုံးတွေပါတွေရလဲဒါပြောမဲ့ဆို stylization လောက်ထားတဲ့အတွက်ကြောင့်မလို့တကယ်လူပုံစံမျက်လုံးနေနဲ့ရှင်မယ်ဆိုလို့ရှိရင်ကွာပြောမဲ့ဆိုရင်လွယ်တယ်လို့ပြောလို့ရရကွာအဲ့တော့ဒီအချိုးတွေ ratio တွေကိုတေချာလေ့လာပြီးတော့မှဆွဲရပိုကောင်းတယ်ငါကောင်ဆိုတော့ guide နဲ့မဝင်တော့မှဒီကနေကွာကိုဆွဲပါရွယ်မျက်နှာရွယ် is okay ငါကောင်ဘာဖြစ်လဲဆိုတော့မျက်လုံးအကျဉ်းမရှိလို့မလို့နောက်တစ်ခုရှိတာ guide နဲ့ဆွဲမယ်ဆိုလို့ရှိရင်ကိုက guide နဲ့ဆွဲ practice လုပ်ဆွဲမယ်ဆိုတော့အသေးတပုံစံနဲ့တူအောင်ဆွဲပြီးတော့မှ guide နဲ့တလားနှစ်လားလောက်ကိုပြစ်ဆွဲပြီးရဲ့နောက်မှာလုံးဝ guide နဲ့မဆွဲတော့ဘဲနဲ့လုံးဝလက်တန်းချဆွဲပြစ်အဲ့ဒါဆိုလို့ရှိရင်တိုးတက်တယ်ကွာတည်ရမလားတခြားလုံး guide ကြီးနဲ့ဆွဲနေတာလုံးဝ no ပဲအဲ့ဒါကြောင့်မလို့ဒီဆွဲတဲ့ artist တွေကဘယ်လိုဆွဲလဲဆိုလို့ရှိရင်ဒီတချို့ artist တွေဆိုလို့ရှိရင် KFG ဆွဲတဲ့ artist တွေပေါ့နော်ကျွန်တော်တို့က guide နဲ့ဆွဲတယ်ပြီးလို့ရှိရင် free ကနေဆွဲကြတာများတယ်အဲ့မှာ skill ကအဲ့ကြမှာကိုယ့်ရဲ့ skill ကတိုးတက်လာမှာဒါကြီးကတော့လုံးဝ epic Myanmar traditional drawing okay main presence ဒါဒီ brother တည်တယ်ဒါ shadow comic shadow webtoon ကျွန်တော်တို့ဆွဲတဲ့ brother အမိုက်ဆုံးပဲဒီ Myanmar traditional ဒီကနုတ်တက်တူတွေကိုတုံးပြီးတော့လုံးဝ character တွေဆွဲရတယ်မှာဒီ brother ဆွဲရလုံးဝအမိုက်ဆုံးပဲလို့ပြောလို့ရတယ်။ Oh damn ဒါ digital မဟုတ်ဘူးစာရွက်ပေါ်မှာဆွဲထားတာ share ပါပဲတကယ် share ကြီးပြန်တက်လန်ထွက်နေတာပါပဲ Nice ပါ brother keep going ပါ brother ဒါကျွန်တော်တို့ဒီ share ကိုလည်းဒါတကယ်စောင့်မျှော်နေပါတယ်လုံးဝဒီ webtoon ရဲ့ကျွန်တော်တို့ story line လေးလည်းလုံးဝစိတ်ဝင်စားရကောင်းတယ်ပြီးလို့ရှိရင် share တို့ကလည်းလုံးဝချစ်စရာလေးဗျာတည်ရမလားဟောကျွန်တော်ရဲ့ကြောင်လေးကိုတော့တွားပြီးတတိရတယ်တကယ်ချစ်စရာလေးပါ nice ကောင်းပါတယ်လုံးဝတန်းတော့တန်းဆက်ချင်လောကစလေးနေတာကွာတိလားရုပ်ကလောကစလေးနေတာဟောအထာတော့ကြာတယ်ကွာတည်ရမလားဟောကျွေးစရာလောကအထာကြာတယ် Okay yeah နည်းနည်းလေးကြော်လိုက်တော့ဘယ်လိုပြောရမလဲဟိုမင်းတို့ဟိုဒီမောင်းမတွေများတာဒါအပြစ်မဟုတ်ဘူးကွာတည်ရမလားလောကရှေးခေတ်တုန်းကမောင်းမတွေကဒီလိုလေးတွေဆိုလို့ရှိရင်တော့ဒါမင်းတို့နေရာမှာကိုသာဆိုလို့ရှိရင်လေဒါမင်းတို့ထက်တောင်ကြော်သွားနိုင်တယ်စတာမလေးမလုံးနဲ့တရင်ပေါက်ကြလို့မဖြစ်ဟဲ့ဟုတ်တယ်
ဒီနေ့တဲ့ကျွန်တော်မျက်လုံးမျက်တောင်ဆွဲနေလေ tutorial video လေးတင်ပေးခြင်းပါတယ်ကြည့်ကြည့်ရအောင်ဘာသာတို့ရဲ့ tutorial video လေးကြည့်ကြည့်ရအောင် okay ကျွန်တော်ခုနကတော့ပြောတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကမျက်လုံးဆွဲဆိုလို့ရှိရင်လိုမျိုးအချောင်းချောင်းကြီးတွေလုံးဝမဆွဲပဲနဲ့ nice ကောင်းပါတယ်ကောင်းပါတယ် okay ကျွန်တော်အဲ့လိုဆွဲရပါတယ်အဓိကပြောချင်တာကွာဘယ်လိုမျိုးပြောရင်လဲဆိုတော့ဒီမှာမျက်လုံးဆွဲမယ်ဆိုလို့ရှိရင်အဓိကခုနကတော့အစတုန်းကပြောသွားတာမျက်လုံးကိုဒီလိုရေးဆွဲပြီးတော့ဒီလိုအချောင်းချောင်းကြီးမျက်တောင်တွေထဲကြရဲဆိုပြီးတော့ကျွန်တော်တို့ပြောရလေအဲ့လိုမဟုတ်ဘဲနဲ့ကိုကမျက်လုံးဆွဲမယ်ဆိုလို့ရှိရင်မျက်တောင်သွားတဲ့အပိုင်းပေါ့နော်ကျွန်တော်တို့ကလိုမျိုးမျက်တောင်တွေကလိုမျိုးအရှည်ရှည်လေးဖြည်းဖြည်းပြီးတော့ပဲကျွန်တော်တို့ကသွားတာသိရမလားကော့ပြီးတော့ပဲသွားရတာဗျာကော့ပြီးတော့လိုမျိုးလေးကျွန်တော်တို့ကသွားရတာဗျာအဲ့တော့တကယ်လို့ကိုကမျက်တောင်ဆွဲနည်းနဲ့ပတ်သက်ပြီးတော့ကိုကလေးလာခြင်းနဲ့မျက်တောင်ဆွဲနည်းနဲ့ပတ်သက်ပြီး practice လုပ်ခြင်းနဲ့ဆိုရင်ဘယ်အောင်အရင်ဆုံး practice လုပ်ကြည့်ထားတဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအမွှေးမြင်လေးတွေကိုဒီလိုလေးဆွဲတဲ့အောင်အရင်ဆုံး practice လုပ်ကြည့်ထားဗျာဒီဘက်ကလာတယ်ဒီဘက်ကလာတယ်လိုမျိုးလေးကျွန်တော်တို့အမွှေးမြင်လေးတွေစုသွားတယ်ဒီဘက်ကလာတယ်ဒီဘက်ကလာတယ်အမွှေးမြင်လေးတွေစုသွားတယ်ဆိုတော့အဲ့ပိုင်းလေးကိုတေချာဝ practice လေးလုပ်ထားပြီးတော့မှဆွဲတာပို့ပြီးတော့မှအဆင်ပြေပါတယ်ဆိုတော့ဒီ brother လုပ်ပေးထားတဲ့ tutorial ကလည်းဒါတကယ်ကိုလုံးဝအသုံးဝင်တဲ့ tutorial လို့ပြောလို့ရတယ်ပေါ့နော် nice ကောင်းပါတယ်ဒါတကယ်အသုံးဝင်တဲ့ tutorial ပါကျွန်တော်တို့ကမျက်လုံးဆွဲပါဆွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ shade တွေတုံးပြီးတော့ဆွဲတယ်ဗျာအိုးကောင်းချက်ပဲကောင်းချက်ပဲတွေ့လားကျွန်တော်တို့ဒီမှာတွေ့လားဘာ shade တွေတုံးပြီးတော့တူးနေတယ်မျက်လုံးဆွဲသွားရတယ်ဒီလိုမျိုး shade ကနေပြီးဒီလိုမျိုးပုံစံဖြစ်တယ်ဆိုတော့အရေးကြီးဆုံးကကျွန်တော်အမြဲတမ်းမှာနေကြ shade ကအရေးကြီးဆုံးပါဆိုတော့ shade ကိုလေ့လာပါ nice ကောင်းပါတယ်ကြိုက်တယ်နော်ကြိုက်တယ် like လုံးဝဆွဲတာကောင်းတယ် okay အဲ့တော့ကျွန်တော်တို့နောက်ထပ် tutorial နောက်ထပ်တစ်ပုတ်သွားကြည့်ကြည့်ရအောင် oh shit လုံးဝကွာရုပ်တရက်ဆိုဒိန်းဒိန်းဖြစ်သွားတော့ရုပ်တရက်ဆိုဒိန်းကွာသိရမလားလုံးဝကြီးအောင်ကွာလုံးဝ expression ကအဆက်ဆွဲထားတာမိုက်တယ်လို့လေဘယ်လိုလဲဆိုတော့ဒီ expression ကလွတ်လေးလားတူလားမသိတယ်လေဟောချစ်စရာလေးဆွဲထားတာလေပြန်ကြည့်မယ်မဝအောင်woo nice Japan style လုံးဝ feeling လေးကမိုက်တယ်တင်းချိုင်းဆောင်မဖဲဝါ oh interesting စိတ်ဝင်စားစရာပဲတင်းချိုင်းဆောင်မဖဲဝါတယ်ဘယ်လိုလာမလဲတင်းချိုင်းဆောင်မဖဲဝါ oh damn oh စလေးလိုက်တာကွာရုပ်ကြီးอ่ะတစ်ချက်ရှိုးစလေးချက်ကြိုက်လိုက်တာတကယ်စတိုင်ကလုံးဝကြိုက်တယ်စတိုင်ကြီးကခန္ဓာကိုယ်ကြီးရော pose တွေရောခေါ်လိုက်တာရှိုးကြည့်ကွာdamn it စလေးอ่ะအဲ့လောက်ထိစလေးပြန်တာအားနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့တင်ချင်တာရှိရယ်အားနဲ့ပတ်သက်ပြီးတော့ဒီလို illustration တွေကြီးကျွန်တော်တို့ဆွဲချင်တယ်အခြေခံတွေရောသိချင်တယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ဒီဘက်မှာ dream verb ဆိုတဲ့အတန်းလေးရှိပါတယ်ဆိုတော့ဒီ dream verb ဆိုတဲ့အတန်းလေးကကျွန်တော်တို့ဒီ beginner တွေအတွက်ရည်ရွယ်ပြီးတော့မှကျွန်တော်တို့ဖွင့်လိုက်ထားတာပဲဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok chatbot ဒါမှမဟုတ်လို့ရှိရင်ကြည့်နေရလို့ YouTube ဆိုလို့ရှိရင် comment box ကနေပြီးတော့မေးမြန်းလို့ရပါတယ်ဆိုတော့အားလုံးပဲဒီနေ့တော့လောက်ပါပဲအားလုံးပဲ bye bye